င်္ဂလာပါရှင်2025ခုနှစ်အောက်တိုဘာလ23ရက်နေ့အတွက်မိုးလေဝသနဲ့ဇလားဗေဒသတင်းများကိုနေပြည်တော်မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်။လွန်ခဲ့တဲ့24နာရီတွင်းကမြို့လာရောက်သွင်းခဲ့တဲ့မှတ်သားဝယ်ရာမူရည်ချင်းများမှာဖောင်းပြင်မြို့မှာ2.95လက်မကလေးဝါမြို့မှာ2.13လက်မဒဝယ်မြို့မှာ1.9လက်မရေးမြို့မှာ1.5ခွန်လက်မပြည်မြို့မှာ1.53လက်မမအိုဝေမြို့မှာ1.33လက်မလှဲကူးမြို့မှာ1.14လက်မမြိတ်မြို့နဲ့မြောက်ရီမြို့တို့မှာ1.13လက်မစီနဲ့ရန်ကုန်ဘူတထောင်မြို့နယ်နဲ့တထုံမြို့တို့မှာ1.32လက်မစီတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လယ်တနာရီခွဲအချိန်မူလီဝတာကျိုးတို့မှဖမ်းရရှိတဲ့ပုံအရမင်္ဂလာပင်လယ်ော်မြောက်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ကြံမင်္ဂလာပင်လယ်ော်တို့မှာတိမ်တစ်တမတင်ထူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးရန်ကုန်တိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေလျားရနေရတဲ့ရှောင်းမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေးခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတိမ်နှဲငယ်မှာတိမ်တစ်တစ်ဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြလေပြင်းအတူမြင်းပုံစံအရမုံတမခွေမွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တို့မှာမုတ်တုံလေးအားနေနေပါတယ်။ဘင်္ဂလားပင်လယ်အော်အခြေအနေမှာဘင်္ဂလားပင်လယ်အော်ရှေ့မြောက်ပိုင်းမှာတိမ်နှဲငယ်ဖြစ်ထွန်းနေပြီးဘင်္ဂလားပင်လယ်အော်ရှေ့လယ်ပိုင်းမှာတိမ်တစ်တစ်ဖြစ်ထွန်းနေပါတယ်။ကပ်ပလီပင်လယ်ပြင်နဲ့ကြံဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားနေနေပါတယ်။မြမပင်လယ်ပြင်မှာလှိုင်းနှဲငယ်မှာလှိုင်းတစ်တစ်ရှိပါမယ်။လှိုင်းမြင့်မှာမြမကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၄ပေမှ6ပေခန့်ရှိနိုင်ပါတယ်။မနက်ဖြန်မနေ့အထိခံမှန်းကြံများအနေနဲ့ကတော့တနင်္သာရီတိုင်းဒေသကြီးမှာနေရအနှံ့အပြားရှမ်းပြည်နယ်တောင်ပိုင်းကရင်ပြည်နယ်မွန်ပြည်နယ်ရန်ကုန်တိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတို့မှာနေရစိတ်စိတ်ချင်းပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်နဲ့ပဲခူးတိုင်းဒေသကြီးတို့မှာနေရကျကျနဲ့ရခိုင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းအရှေ့ပိုင်းနဲ့ကယားပြည်နယ်တို့မှာနေရကွက်ကြားမိုးထစ်ချုံရွာပါမယ်အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့မိုးလေဝသနဲ့ဇလဗေဒခန့်မှန်းချက်များကိုတင်ပြပါမယ်ရှင်။
နဲ့နီးတဝိုက်အတွက်မနှက်ပြမနှက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်ရန်ကုန်မြို့နယ်နီးတဝိုက်အတွက်မနှက်ပြမနှက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ34ဒီဂရီဆယ်စီယပ်63ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ25ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်နီးတဝိုက်အတွက်မနှက်ပြမနှက်အထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလည်းနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်အမြင့်ဆုံးပူချိန်မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးပူချိန်မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခန့်မှန်းချက်များအနေနဲ့ကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေးအားနေနေပါမယ်။မြင်းကလင်းတဲ့အနေနဲ့ကတော့ဒီကနေ့မြန်မာစံတော်ချိန်12:10မိနစ်30စက္ကန့်အချိန်မှာဟာခါမြင်းကလေးစခန်းမှာအရှိတောင်ဘက်62မိုင်ခန့်ကွာဝေးတဲ့မြန်မာနိုင်ငံပြည်တွင်ကနီမျိုးရဲ့အနောက်ဘက်22မိုင်ခန့်အကွာမြောက်လက်တီတွေ့22.43ဒီဂရီအရှိလောင်တီတွေ့94.52ဒီဂရီအနက်84ကီလိုမီတာကိုဗဟိုပြုပြီးအင်အားရေတာစကေ4.5အဆင့်ရှိအင်အားနည်းငယ်ရှိတဲ့မြင်းကလေးတစ်ခုလှုပ်ရှားသွားကြောင်းတိုင်းထွာရရှိပါတယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလင်း2နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသနဲ့ဇလဗေဒသတင်းများပဲဖြစ်ပါတယ်။ကိုယ်စိတ်နှဖျားကျန်းမာချမ်းသာကြပါစေရှင်။